တော်လာသည်နှင့်ဉာဏ်များဖြင့်လောကချင်းသည်ညစီမစီဘောရီတောင်းထိတ်စုအပ္ပရာစိညာယေမှု၌ထိုက်ကတဲ့အောင်မြင်ခြင်းသို့မချို့တိုင်းသူအောင်တော်မူ၏မင်္ဂလာသည်ပြည့်စုံကုန်လို့ဒီရှိပါစေကုန်သတည်း
နောက်ပြန်ချမ်းနေတာအားလုံးပြန်ပြန်မှာမြင့်ညာရှိဆက်ရောက်ပါပြီးရှိနေတယ်။ဒါပေမဲ့ဒီကနေ့ဆုံးတာမင်္ဂလာပါ။အောင်ပြီးပါလို့ဆိုရင်ဆရာချစ်ကိုတော့မင်္ဂလာပါဘုရားဆုံးနေထိုင်နေပါဒီကနေ့ဒီပြည်ကဘုရားပြည်နေတဲ့ခံရဆိုရောက်ရှိနေတာမင်္ဂလာမောင်ဟင်းမင်္ဂလာဆိုတဲ့စေနေကန္နာတာဘုရားဘုရားယင်းနဲ့များတုတ်တာသာသင်ရှားတဲ့ပညာစမိတို့ရှိတော်ကျူးတော်အာရုံနဲ့သုံးတဲ့နေရာကဲ့သို့ရင်းစီတော်မင်္ဂလာတို့မောင်ရင်းတွေစိတ်ပြန်ကျူးပြီးကြည်ယူနေတာဖြစ်တယ်ငါးပြအောင်ချင်း6ပြည့်ပြည့်တွယ်စည်းရုပ်တဲ့မိမမြန်တင်ဟတ်ဆံကုသိုလ်စေတီထက်တည်စေတာမူးမြေဖြစ်မင်္ဂလာတို့ဒီမဆိုးရစေလို့ဘုံရင်ထက်အောင်လို့ကြည်ဒီရှင်းဘုံလို့လို့နဲ့တွေ့တဲ့စာရေးပါမြင့်ချမ်းဒီစင်မြန်မြမရောဒီလိုလက်ထပ်မှာကိုကြီးပဲဖြစ်ပါခမင်းကြောက်ရွံ့ရှိနေသေးကြပါတယ်။လေးစားရှိနေကြပါတယ်။ဘုံဒီရှိနေကြလား။ဝင်ပြေးတော့ပါဘူးခင်ဗျာ။ဒီကနေ့အဆိုရင်1389ခုနှစ်ကစားအောင်မှနေကြစေတယ်။2025ခုနှစ်နိုဝင်ဘာလ14ရက်တောက်ကြပြီးအမျိုးသားနေပါတယ်ခင်ဗျာ။မင်္ဂလာပေါင်းနဲ့ပြီးဆိုပြီးတော့တာအဝအေးရှာတော့တဲ့လိုဘိုတဲ့ရန်ကုန်မတ်စဟိုတယ်ရန်ကုန်ဘုံတွင်မှာခန္ဓာစီကားစွာဖြင့်ကျင်းပပြုလုပ်နေတဲ့စုရရဲ့ဗတ်ဗိသိက်မင်္ဂလာအခမ်းအနားတစ်ခုကြီးအားဆိုရင်ရန်ကုန်မြို့ကြီးဦးဝင်းကိုဇနီးဒေါ်ဆန်းဆန်းဝင်းတို့၏တာကင်းမင်္ဂလာဘုရားမောင်သူရကိုခေါ်ဟိန်းဝေရန်BAမြန်မာနေရန်ကုန်မြို့ကြီးဦးစိုးနိုင်ဇနီးဒေါ်မာလာဟိန်းတို့၏တမီးငယ်မင်္ဂလာတို့သမီးစိုးပြေသစေBAမြန်မာတို့ရဲ့ကြည်နူးပွင့်ရာစုလျာမြတ်ပတ်ဒိဋ္ဌိမင်္ဂလာခမ်းနားတွင်အစီအစဉ်ကြီးပဲဖြစ်ပါတယ်ခင်ဗျာမင်္ဂလာမြတ်တဲ့ဘုရားဘာသာဘာသာထာဝရဥသိမှန်စင်းဆင်းနေတော့ကပိစဗနာမဖြစ်အနန္တောအနန္တဘာဝကတော့ခြင်းမှာစတင်ဆုံးဖြစ်တယ်မင်္ဂလာတို့ကလည်းပြီးတော့အောင်မြင်မှာပန်းစည်းများကြာမှုပုံမှာလက်စဲဘုနာယူကျူအောက်ပြေဖို့ခမင်း
ဟောကင်မရာကိုမတော့ရသေးဘူးခဏလေးနော်ကင်မရာလေးတုတ်လိုက်အောင်မ နိုင်ငံတော်စီတို့ဤ ဟောဒါချက်ဝါနေရ အစစ် ကင်မရာမတော့ပဲနဲ့ live ဝင် โอเคစတာနေတော့နန္ဒမာမြတ် ဟိုခုမှကြည်သွားတယ်ကင်မရာမတော့ပါဘူးကင်မရာမတော့ပဲ live လွှင့်နေတော့ဘာမှမမြင်ရအောင်ဟမ် ဘောမာနာဘောအာစရိဟုတ်ကဲ့ဓမ္မစကားကိုချုပ်ဖြစ်ဒီတန်စီးစုပြန်ကောင်းမှုကြောင့်မုန်ီမြေကြီးကြီးတဲ့ပုံကိုရဲစွာပဲရှိ မမဝါးနဲ့ live လွှင့်နေတာကင်မရာကိုမတော့ပဲနဲ့ဖြစ်ရမှာမသိဘူးဖုန်းကမကြည့်နေတာမသိဘူးမတော့ပဲနဲ့ဒီတိုင်းလက်ရည်တွေနဲ့ live လွှင့်လိုက်တာဝါနေတာအခုမှကြည့်သွားမမဝါးဖြစ်နေရကင်မရာကိုမတုတ်လိုက်ပဲနဲ့လွှင့်တာမသိလိုက်ဘူးကင်မရာကြီးကဝါနေတာ ကို
ဂုဏ်ကြီးရှိနေလာပြီးပြည်ရပါလို့ပြန်စေတနာကြီးစံကြီးဆိုပြီးစီချစ်ပါတော့စီရရင်ပြည်ရတဲ့မှာပထမဦးဆုံးမင်္ဂလာပြုတော်လို့ပြောမယ်ဆိုတဲ့စေတနာပေါ်ကိုယ်ခါရောက်ပြီးဆိုစီရင်ကြီးချိုးတာမင်္ဂလာအောင်စေပဲလို့များမင်္ဂလာအောင်လက်ထက်ဆိုရနာများကိုတိတ်တိမာစီရင်ရှိတဲ့စီစဉ်ကိုစပြီးစပြီးဖြစ်ပါလေဒီခုစီစဉ်မှာပထမဦးဆုံးမင်္ဂလာအောင်စေပဲလို့စီရင်ရှိတဲ့ကိုဆောင်ရွက်မှာဖြစ်တဲ့အတွက်မင်္ဂလာပဲလို့ပဲဆောင်ရွက်မှာလို့တရုတ်ဆောင်အကယ်ဒမီအေးချမ်းအောင်ဒီမင်္ဂလာစီရင်တဲ့ကိုကြိုးရင်းပြီးပါရဲ့လေးစားစွာပဲချရပါမယ်ခင်ဗျာမင်္ဂလာပါမယ်ခင်ဗျာလို့တဲ့ပထမဦးဆုံးမင်္ဂလာအောင်ဆိုတဲ့ဘယ်လိုများကိုစီရင်ချင်းပြီးနေပါလဲမင်္ဂလာရဲ့ကြီးများရှိပါဝင်ဆောင်ရွက်ပေးချင်ပြီးဘုရားများတော့မင်္ဂလာပြုတော်ဤဒီမှာဖြစ်ပါလေမင်္ဂလာပြုတော်ဤဒီမှာဖြစ်ပါတော့ဘူဝီကိုအေးစပြီးတော်ဆင်းဝင်ဒီမှာဤမင်္ဂလာစီရင်ချက်ကိုကြွရရှိပြီးနေပါရဲ့ဘာဝဒီဝတ္တတရားဖြစ်လေးရက်ဆိုပဲချင်တာပါလေဟုတ်ကဲ့မမင်္ဂလာပါမင်္ဂလာပါဒီလိုကျွဲကျေကျေမင်္ဂလာပါဘုံဘုံမာယာပြည်စင်စင်ချင်းချင်းမှာမင်္ဂလာပါဆိုတဲ့ဖက်တော်များစင်ချင်းချင်းပြီးကြတော့
နန္ဒကိုယ်ဂျေဇုရှင်မိမိပါမေတော်မင်္ဂလာပါမယ်ဖျားလို့ရဲ့ကိုစားအထူးအလေးစွာဂျေဇုဘာယာတရှိပါမယ်ခင်ဗျာမင်္ဂလာပါရဲ့တော်ကြီးများပြန်လည်ရတဲ့ကိစ္စဖြစ်ပါလိမ့်ခင်ဗျာမင်္ဂလာပါပဲတို့ကလပ်ကဆောင်ပြီးတော့တည်ဆောင်တကယ်ကြီးချမ်းပါအထူးတိုင်လေးဆိုကျေးဇူးတင်ရှိပါတယ်ပြန်လည်ရတဲ့နေ့ဖြစ်ပါလိမ့်ခင်ဗျာယခုဆက်လက်ပြီးမင်္ဂလာပါမှဆိုတော့တောင်းရတဲ့မင်္ဂလာဖျားဖျားဒုက္ခစီလက်ထက်မင်္ဂလာလက်ဆိုပြအောင်မင်္ဂလာနိုင်တဲ့ကြီးများပါစင်မြန်တဲ့ဒီဝတ်စီချီးချီးပြီးတယ်မင်္ဂလာစီစဉ်ဖြစ်ပါမယ်ဗျာတို့ပြပါလိမ့်မင်္ဂလာရှောင်းတာရှောင်းတာလက်ထက်မင်္ဂလာဗန်တန်းစင်သေးဆောင်ပေးပါလက်ထက်မင်္ဂလာလက်ဆိုဗန်ကိုကန်းစင်သေးဆောင်ပေးခဲ့ပါလိမ့်တရုတ်ဆောင်အကယ်ဒမီမေးပြင့်ပေါ်လာပါတော့နေလက်ထက်လက်ဆိုရဲနာများနဲ့မင်္ဂလာစီစဉ်ချက်မှာကြိုးရည်ရည်ယူပြီးရတယ်ကျင်းနေတော့တန်တာယခုမင်္ဂလာပါလို့တော့လက်ထက်မင်္ဂလာဆိုရင်စင်ပြန်ပြီးဒီလိုမျိုးရှိပြီးထားတယ်မင်္ဂလာရဲ့အစီအမံမှာကြာမင်္ဂလာရဲ့တန်တာရှိသူရှိမိမလည်းကြာတယ်ဦးစိုးနိုင်ဇနီးရောမာလာမီတို့ဟာမင်္ဂလာရဲ့သူ့ရဲ့မိသားစုတွေနဲ့ကာရဝါနီယာဒီဝါနီယာရှိတာတွေဒီရဲ့ဆိုတာပလန်ရှာဖေးပေါ်တက်ပါတယ်ခင်ဗျာလက်ထက်အရာဆက်တယ်အဲ့ဒီတဲ့ဆောင်ပြီးဒီဆောင်အကယ်ဒမီ
ရေးကြီးကိုတိုင်းတော်ကြီးကိုပြည်ရှိတယ်ညနေနေတယ် မင်္ဂလာနေလောကထဲမှာဘုရားကျမ်းနာဒီနေ့ဘုရားဟောတာမိမိနိုင်တဲ့တော့တာနဲ့ဒီအရေးကြီးအောင်ဘုရားလူရည်ရှိခိုင်းပြဆက်ဒီရင်ကတော့ဘာလဲမပြည့်စုံဒီနေ့တော့ဘုရားဒီနေ့မှာဒီလိုစီမှာတော့ညမာကြီးမာနာပြီးရောရှိမာတော့ပြတာတော့ကိုယ်တိုင်ကိုယ်ကြစီရှိနေတိတ်စိတ်နေတယ်မင်္ဂလာပါမင်္ဂလာပါဆရာမလက်ကြတဲ့ဆိုရင်လည်းဒီလိုစီရှိနေတိတ်စိတ်နေတာမင်္ဂလာလို့တော့မောင်ကြီးဝင်မင်္ဂလာလို့ဆိုရည်ကျက်တယ်ကတော့ပြည့်စုံမင်္ဂလာပြည့်စုံရရှိဖြစ်တော့တော့ဆိုရတော့အောင်မြင်မင်္ဂလာရရှိစေဖို့ သူများရဲ့ဝိညာဉ်ကတကယ်ကိုစီရှိနေဆောင်တယ်ပေါ့ဒီစီစမမင်္ဂလာကိုနိုင်တာစတိပေါင်းတယ်ရှိနေဆောင်တယ်ဘုရားကြီးများတော့ဘုရားတော်ကြီးတော့စီဒီတိုင်းနဲ့စီရမယ်ဘုရားကံစီစနီတော့ဝိညာဉ်ဒီမင်္ဂလာများကိုရှိဆောင်ရပေးနေတာဒါတော့ရရှိမှာဒီဆောင်ဆိုပြီးတဲ့ကပြုလို့ wife 啥？打好好嘛。Oh,
ကျေးဇူးတင်ပါတယ်မင်္ဂလာပါပါဒီစီမောင်မိမိတို့ကဉာဏ်ဉာဏ်ပြန်လည်ကြွရတယ်ဘယ်လိုဖြစ်ပါလဲဒီအစားကျေးဇူးပါမင်္ဂလာအိမ်တော်မင်္ဂလာချိုးလို့ဆိုတာဘုရားရှိတဲ့နေ့အဲ့ဒါကြီးပါလို့ဆွေကြီးတို့မင်္ဂလာဒီညာပူဇော်မင်္ဂလာပေါင်းလို့မင်္ဂလာဘာလဲစပါရစေမင်္ဂလာပေါင်းလို့ပါရမီကြီးစုံတာပါရမီနဲ့ဖြစ်ကြတော့တာဝနာတော်ရဲ့အားရှိနေတယ်ကုသိုလ်လေးရှိတော်ဖြင့်ဒီကင်းဆောင်တဲ့ဝိညာဉ်တို့တိတိကျကျပြတ်နေတာဝိပဿနာဉာဏ်နဲ့ရှားဖွေပြီးနေတာစီးလို့အုံညဖြစ်တာဘုရားစိုက်ရိုးရှင်တာစီခြင်းဆိုတော့ပေးကဆုပ်ပြီးဒီမှာထားတယ်တော့တူညထက်တဲ့စိတ်နဲ့ကြာအခုဒီဆုပ်တော်ဘာတွေကြောက်ဒီလိုချင်တော့အင်းရမှုဘောဝလို့နေမှာထုတ်ချပြီးပေါ့ဖြစ်ပေါ်ကြောင်းမင်္ဂလာစကားစပါးရစေလောကရန်မိတ်ဆွေတွေအားလုံးစီစဉ်နေမင်္ဂလာတို့တာပြီးမင်္ဂလာတို့ဒီသုတိရစေလို့စုကြရဲ့တဲ့ဘုရားဗိဓိကနာဝေးကဘုရားရဲ့ကိုယ်ကိုယ်နဲ့အပြီးဆရာသမားတွေဘုံတော်ကြီးစုတမားလေးကတန်လေးများရဲ့ဆောင်းဆောင်ချားရရှိနေတော်မှာတဲ့ဘုံကြီးရှိနာဝေးနဲ့ပေါ်လို့ကိုယ်တိုင်ကိုကြကြွရရအောင်ချင်းချင်းချင်းနဲ့အားနဲ့ဒီရှိဘဝမှာဒီလိုဒီလိုစုံခဲ့ပြီးခဏခဏဒီစာအရာအသိဒီကြီးချမ်းရည်ဆိုအောင်မြင်မှာဆက်လက်ပြီးခန္ဓာစီစဉ်ရတော့ဒါတော့ MC ကျော်နေတယ်ဒါတော့ MC အောင်ကြည့်ပြီးအစီအစဉ်ကြီးဖြစ်ပါခင်ဗျာဒီစံတော်ပြရပါတော့ကျွမ်းရောက်အောင်ပြီးချင်းချင်းလူလာစားတဲ့ဂုံတီရှိမင်္ဂလာမင်းပြည့်တဲ့ပေါင်းလို့များမြမယရာရင်ချင်းမှုထုတ်ပြန်စင်လာများနေပြီးမင်္ဂလာပြုသောအောင်ဟိဝိယနဲ့မင်္ဂလာပြုသမီးမဆုပြေတဲ့စင်ရဲ့စီရရဲ့လက်ထက်ထိများခြင်းမင်္ဂလာပင်အောင်မြင်စွာဆောင်ရွက်ပြီးဖြစ်ပါလို့ကြောင့်မင်္ဂလာမောင်နဲ့ဆုတို့နဲ့အတူနှစ်ဖက်သောမင်္ဂလာမိဘများအောင်လို့တို့ရဲ့ကိုးစားကျေးဇူးတင်စကားများကိုမင်္ဂလာတရားတော်နဲ့အညီဘာတော်ဝါတရားရှိထားတာလေးစားစွာဖြင့်မှတ်တမ်းတင်ပြောချက်ကိုပြုပါမယ်ဗျာပထမဆုံးဒီနေ့စင်ရင်ချင်းပါတဲ့ဆီရီးယားရဲ့ဘက်မိသိမင်္ဂလာတပင်ကိုယခုလိုအချိန်များစွာပြီးကကိုယ်တိုင်ကိုယ်ကျတောင်းတောင်းဖြားဖြားလိုက်လိုက်စွာဖြင့်ကျွမ်းရောက်အားပေးချီးမြှင့်တော်မူလာကြတဲ့နှစ်ဖက်သောဆွေမျိုးမိတ်တင်ကဟာဂုဏ်တည်ရှိမင်္ဂလာမင်းပရိသတ်အောင်လုံးတို့ကို၎င်းမင်္ဂလာမောင်မေတို့ရဲ့ဆီရီးယားရဲ့ဘက်မိသိမင်္ဂလာတပင်မှာဆီရီးယားရဲ့ဘက်လက်ထက်ထိမ်းများပေးခဲ့ပါတော့မင်္ဂလာတပင်နိုင်ကာကြီးစနီမောင်ငယ်ဖြစ်ကြပါတော့ဘုခင်မောင်ကြီးဥက္ကဋ္ဌစီဗီဘန်ကြီး KMN Group of Company နဲ့စနီတော်ဝင်းရီတို့မှာတော့မင်္ဂလာမောင်ငယ်သားနဲ့သမီးတို့တွေမင်္ဂလာအောင်စတဲ့ဘန်ကုန်များမင်္ဂလာအောင်လက်ထက်လက်စုရတနာများကိုတိတိအင်္ဂါစီမင်းရှိရှိပေးခဲ့ကြပါတော့မင်္ဂလာမောင်ငယ်အဖျားတို့ကြီးနှစ်ဖက်တော့မြေမုံတောင်ဘကချီနာအနန္တဘုရားကြီးစီရှိမိခင်ဖခင်အားလုံးတို့ကို၎င်းဒီနေ့ချင်းပါတဲ့မင်္ဂလာထိုင်တာစီစဉ်များမှာမင်္ဂလာပန်းချင်းများဖြင့်ပါဝင်ဆောင်ရွက်ပေးကြပါလို့တရုတ်ဆောင်အောင်ရည်နဲ့ရွှေစင်ဝင်းကိုမင်္ဂလာပန်းကုတ်ပန်းကန်ဆောင်ပေးကြပါလို့တရုတ်ဆောင်အကယ်ဒမီအေးချင်းပေါ်မင်္ဂလာလက်စွပ်လက်ကန်ဆောင်ပေးကြပါလို့တရုတ်ဆောင်အကယ်ဒမီမင်းကြီးမိုးတို့ပါတော့မင်္ဂလာဘုရားတော်သူတို့အချင်းချင်းများဖြင့်ပါဝင်ဆောင်ရွက်ပေးကြပါလို့တရုတ်ဆောင်များဖြစ်ကြတဲ့အလင်းရောင်ဒိုင်ရိုထန်အောင်ရှာရှိတ်တူအကယ်ဒမီရှူလီရှေဒနာဘူနောဘောနေချာဝေလာတို့အား၎င်းမင်္ဂလာပြီးပြေကောင်းမှုဖြင့်ကြီးမှုစီစဉ်ဆောင်ရွက်ပေးပါတော့မင်္ဂလာပြီးပြေကောင်းမှုစီယံဦးဘူမြင့်တန်အား၎င်းမိကဲစရင်အလားပါဆုံးပြင်ဆင်ချက်ပုံပေးပါတော့နိုင်ငံကျော်မိကဲပညာရှင်ဒီဇင်ဘာလနေ့အား၎င်းမင်္ဂလာဝတ်စုံကိုလှပခဲနှံစွာဖြင့်ပါဝင်ချုပ်ဆင်မြင်ပေးပါတော့ဒီဇိုင်နာပိုင်းပိုင်းမန်ဒလီအား၎င်းမ
ဘူဒီများကိုသတ်ပါစွာပါဝင်ဆင်မြင်ပြပါတော့နန်းတွေဘူဒီအောင်နော်မြမလာအချက်တည်းရွှေရတနာစင်ရင်ထုတ်ဖွင့်မှုများဖြင့်ရွှေချုံဘဝရွှေခိုင်တဲ့ရွှေလက်တိုင်ပဲရွှေတူရင်ရွှေတောင်ရှိပစိုးတို့ကိုဝိဖူးစေရွှေရတနာစင်ကြီးမှာမြစ်တာဖြင့်ပန်ဖို့ကိုကြီးစင်မြင်ပေးထားခြင်းဖြစ်ပါတယ်မြစ်တာဖြင့်လက်ဝိရတနာများစင်မြင်ပြပါတော့မင်္ဂလာပုရိသနဲ့မင်္ဂလာပုရိသမီးတို့တွေဗဒမြာလက်ဝိရတနာများဗဒမြာတစ်ဖက်နဲ့မင်္ဂလာပုရိသ၏ဗဒမြာစေနာဝိယတော်မင်္ဂလာမိဘများအချမ်းရည်များမင်္ဂလာပန်းချင်းတန်ခါများအောင်တို့တွေဗဒမြာလက်ဝိရတနာများကိုထိတ်တန့်ရွှေရည်စိတ်ရွှေရတနာစိတ်မှမြေတာစေနာပြေဝစွာဖြင့်အလောက်မှခန္ဓာဆုံးပါဝင်ကူညီဆင်မြဲပြီးထားခြင်းဖြစ်ပါတယ်မင်္ဂလာပါမယ်တို့တွေจิตติမင်္ဂလာပြည့်စုံစွာဖြင့်မင်္ဂလာခါတော်ပေးပြီးတိတ်တာဂုဏ်ပြုပြီးစုပြီးကြပါတော့နိုင်ငံကျော်ကန္နဝေပြည်နယ်ရှိဒုံကြီးတက်ပါတော့မင်္ဂလာဂုဏ်ပြုပြီးတဲ့ချင်းများဖြင့်ပါဝင်တိဖက်ချုံပြပြကြပါတော့ထပ်စစ်အကယ်ဒမီဒီတော်ကိုဦးစီးသောဒီကြမများအဖွဲ့တွေအဖွဲ့သားအားလုံးတို့ကိုလည်းပါမိကြဖြင့်မင်္ဂလာလက်ဖွဲ့ဂုဏ်ပြုကြီးများပြီးစုချင်းပြပါတော့နိုင်ငံကျော်ပြည်နယ်ရှင်များပါဝင်ကြတဲ့ဒီကြပညာရှင်များအားလုံးတို့ကိုလည်းကောင်းမင်္ဂလာပါမယ်တို့တွေပြည်ဝကြီးများမှတ်တမ်းတင်ရိုက်ကူးပေးကြတဲ့ Exposure Wedding Studio Photographer Lee Chun တို့ပါတော့ဒီကနေ့မင်္ဂလာပွဲကြီးတွေမှတ်တမ်းတင်ဓာတ်ပုံနဲ့ဗီဒီယိုလှပစွာပုံပေါ်ရိုက်ကူးပေးနေပါတော့ဓာတ်ပုံပညာရှင်ကိုနိုင်နိုင်ထွန်း Exposure Wedding Studio ဖွဲ့သားအားလုံးတို့ကိုလည်းကောင်းဓာတ်ပုံနဲ့ဗီဒီယိုလှပခန်းနာစွာပါဝင်အတန်းတင်ဂုဏ်ပြုပေးနေပါတော့ My Dream Studio ဖွင့်သားများအားလုံးတို့ကိုလည်းကောင်းမြေတာချင်းမြမယူရလက်ဖက်ခင်းချင်းပေးပါတော့ The Salad အရေးတော်လက်ဖက်နဲ့ကျော်စွာအားလုံးကောင်းမြေတာချင်းလှပခန်းနာစွာဂတိပါပေါ်ပေါ်ဖန်များပါဝင်ဂုဏ်ပြုဆင်မြင်ပေးပါတော့ရွှေတကားဖန်အားလုံးမင်္ဂလာပေးတဲ့စတင်များကိုမြမလက်မှုပညာကြီးကြီးစစ်စစ်များဖြင့်လှပဆုံးထည့်ပြီးထားပါတော့ရွှေလန်းမျိုးဘုံဆောင်မန္တလေးပြည်သင်္ကန်းတက်ပြီးဝီဒင်ချီတွေလက်ပြီးလက်ကားဖြစ်ချီယူအောင်ပါမင်္ဂလာပလောင်သားဖူရကိုလှပခန်းသားစွာဘာဝင်စီစဉ်ဆောင်ရွက်ပေးပါတော့ My Dream One Stop Wedding Service ဖွဲ့သားအားလုံးကိုလည်းကောင်းဒီနေ့ကျင်းပတဲ့မင်္ဂလာ State Design နဲ့ခန်းသားလှပတော့မင်္ဂလာပန်းအပြင်စင်အားလုံးကိုလှပခန်းသားစွာပြင်ဆင်ဆောင်ရွက်ပေးပါတော့ My Dream One Stop Wedding Service and Event Planning အားလုံး Audio နဲ့အတင်းအတွက်အကောင်းဆုံးပါဝင်ဂုဏ်ပြုပေးပါတော့ 9 Audio and Lighting ဖွဲ့သားများအားလုံးကိုလည်းကောင်းမင်္ဂလာရေခဲငွေတင်တော်မှဆင်မြင်ပေးပါတော့ Snow Power ဖွဲ့ LED အတွက်ပါဝင်ဂုဏ်ပြုပေးပါတော့ Zani LED ယခုလိုကြီးကျယ်ခမ်းနားမှာပါတော့မင်္ဂလာခမ်းနားကြီးတစ်ခုလုံးကိုမင်္ဂလာဘုရားတို့သမီးတို့နဲ့အတူအချင်းကြီးတည်းပြီးကောင်းယူညီနိုင်စီစဉ်ဆောင်ရွက်ပေးကြပါတော့ My Dream One Stop Wedding Service and Event Planning Chairman and Founder Golden Ivy My Dream ဖွဲ့သားအားလုံးတို့လည်းကောင်းစာသဖယားများဖြင့်တောင်းယူတဲ့ခိတဲ့ခံပြီးတော့လိုအပ်တဲ့များကိုအကောင်းဆုံးညီနိုင်စီစဉ်ဆောင်ရွက်ပေးကြပါတော့Novotel West Hotel မင်္ဂလာဖမှာမန်နေဂျာနဲ့ဝန်ထမ်းများတောင်းရှိသူများအားလုံးတို့ကိုလည်းပေါ့အစစအရာရာပေါင်းပြီးညီပြီးပြချတဲ့ဂျေဇူးတင်ထိုက်တဲ့ပေါင်းဖို့မင်္ဂလာပေါင်းနဲ့ဆိုတဲ့မင်္ဂလာမိဘများရဲ့ကိုစားအထူးလိုက်လေးစွာဂျေဇူးဥပကာယအရှိပါကြောင့်ဂါရဝတရားဖြင့်လေးစားစွာမှတ်တမ်းတင်ရွတ်ချနိုင်ပါတယ်ခင်ဗျာဒီနေ့ခဏမှာကျွမ်းရောက်ရှိနေကြတဲ့ဧည့်သည်ကြီးများအစုံတရားအဲ့ဟိုအခြေခံပုံများစိတ်ရောက်ရှိဖြစ်စရာများလိုအပ်ချက်များရှိခဲ့တွေ့နေပါတော့လေချစ်ချင်းများပြေဝစွာဖြင့်မြစ်တာရှိထားခွင့်လို့နားလည်ပေးပါရဲ့မင်္ဂလာပေါင်းတဲ့ဆုံးတဲ့မင်္ဂလာမိဘများကိုစားအနုအညွတ်မြစ်တာရဲ့ပန်ချမ်းအပ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့ဒီကနေ့ရဲ့ခန္ဓာတော်ရဲ့စူရရဲ့ဗတ်ပေးနေမှာကိုယ်ကြီးအားသတင်းလာရပူပေးပါတယ်စာနယ်ဇင်းမီဒီယာတွေမှာဆရာဆရာမများဤကိုမောင်တော်များအားပါဒုတိယကျွန်တော်ကျေးဇူးတင်တာဆိုတဲ့နေရာမှာဆက်ရှိခဲ့တဲ့ဒီကနေ့ပွဲကိပြဖို့အတွက်အဖက်ဖက်မှာတောင်းပေါင်းဆိုမှဝမ်မောကူကြီးဆောင်ရွက်ပေးကြပါတယ်ကျေးဇူးတင်တဲ့အားလုံးတို့စီပြောင်းဆိုတဲ့ကိုမင်္ဂလာပေါင်းတဲ့နဲ့အမှန်တော်မင်္ဂလာမိမှာဆွေမျိုးများရဲ့ကိုစားကျေးဇူးဥပကာရလဲ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 သိရှိပါကြောင်း
ပြောချင်လို့ပါတယ်ခင်ဗျာဒီခုချိန်အားစတင်ပြီးကျင်းဆောင်သမီးမောင်နှံမှာတေခင်းအခန့်ကျွေးမွေးတယ်မင်္ဂလာရှိသောတန်ရှင်းလက်ဆက်သောအရသာရှိသောစားတော်ဖွယ်များကိုချီးမြှင့်လုံဆောင်ကြပါရန်လေးစားစွာဖြင့်မြေတာရှိထားပန်ချအပ်ပါတယ်အေးချမ်းသာရတဲ့မြေတာပုံလေးကမိသားစုဘဝလေးကိုမင်္ဂလာမောင်နှံပိုင်ဆိုင်နိုင်ပါစေကြောင်းတောင်းဆုပြုရည်လက်ခုပ်ဘောပါထောမတာထန်တောင်းချီးမြှင့်နိုင်အောင်ပါခင်ဗျာတစ်ဆက်တည်းမှာပဲထက်စိန်အကယ်ဒမီတရားမဦးဆောင်သောဂီတကဗျာအော်ကက်စထရာဒေဂီတာအဖွဲ့ရဲ့တီးခတ်မှုနဲ့အတူနိုင်ငံကျော်ရန်တဝင်းတိတ်တန်ရှင်ဒေါ်ဟီတန်မှာရွှေဖုံးတော်တိုးပါလို့ဆိုတဲ့ချင်းနဲ့ရွှေဘုံဝေဘုံရွာသွန်းဖြိုးပေးမှာပဲဖြစ်ပါတယ်ကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာဆက်ပြီးဒီလက်မှတ်နဲ့ချွေးပြီးဆိုပြီးတော့ကယ်ရီများရှင်ကိုရလေးကိုလေးစားကြဖို့ပြောပါရစေ။ Okay, well, saya lebih jauh jadi bina ini terusnya. Bina mau dan nanti dan boleh ini. Di sana bina kalau kerjanya sih, jangan mau jadi ini.
ခံပြီးဆိုပြောပြီးသွားပါတယ်ကေဗီများရှင်ရန်အောင်လိုက်လေးစွာကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့ဒီစင်တဲ့ဒီဆိုပြောပြီးဖို့အတွက်ချစ်ခင်စွာဖိတ်ခေါ်လို့ကတော့ဒေးတန်ရှင် Cherry Thing ဖြစ်ပါတယ်ခင်ဗျာ 他感觉是，哇，他嘞，来也来水那样的，你是干嘛？哎呀，挺小的，是。ခဏလိုက်ပြီးမမလာလာလိုက်မမလာလာ
ပေါ့ဒီတစ်ချင်းနဲ့ဒီဆိုပြောပြီးတော့ပါတယ်ဒီတန်ရှင် charity နိုင်လေးဆိုကျေးဇူးပြုပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီတစ်ချင်းနဲ့ဒီဆိုပြောပြီးဖို့အတွက်ဖိတ်ခေါ်နေတာကတော့ဒီတန်ရှင်ရတနာမဖြစ်ပါတယ်ခင်ဗျာ ပါချလိုက်တော့မယ် 1K လိုက်တာ မူးလိုက်ဟုတ်တယ်ဂျင်းကြီးဒီတော့မှနေလိုက်အောင်နော်အဲ့ဒါဆိုလို့ရှိရင် သူတို့သားနဲ့သူတို့သမီးလေးကို Happy Ending ဆိုတဲ့ဆက်လေးနဲ့လုပ်ခဲ့နေကြပါတယ်။ Happy Ending တာယာတဲ့ပျော်ရွှင်တဲ့အိမ်ထောင်ရင်းဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်။